နိုင်ငံတွေကရေရင်းတွေမြစ်တွေကန်နေမှာပိုးသက်စီဘဏ္ဍာခိုင်နှုန်းပါနေပြီးတော့ဘာညာအမျိုးစုံအောင်အတန်တွေကြားနေရပါရဲ့ပဝင်းချင်းထိန်းသိမ်းရေးသမားတွေလှုပ်ရှားတကြသူတွေကလည်းရေးလိုက်ရတဲ့စောင်းပါတွေထုတ်ပြန်ကြေညာလိုက်ရတဲ့သတင်းတွေတတိပေးနှိုးဆော်စာတွေဒုစီများဖြင့်ဘယ်ရေကန်ဘယ်မြစ်မှာမှပိုးသက်စီအစိတ်တွေ့တယ်လို့မကြားရမသိရပါလူခန္ဓာကိုယ်အရေးပြားကနေတော့မှစိတ်ဝင်နေဆိုတော့ကြောက်တော့ကြောက်စရာပဲနော်စားတော့သူအတွက်တောင်အနေကြီးနေတယ်ဆိုရင်ဒီပိုးသက်စီတွေနဲ့နေ့စဉ်ထိတွေ့နေရတဲ့စိုက်ပျိုးရေးသမားတွေရှားကင်းအလုပ်သမားတွေအတွက်တော့ပြောရဖို့တောင်မှမရှိတော့ဘူးအကြီးကျယ်ဆုံးယောဂကနေအသေးဖွဲယောဂလေးတွေအထိဖြစ်နေကြတာပဲကင်ဆာအမျိုးမျိုးကြောက်ကအသေးယောဂတွေကလေးပြက်ကြတာတို့သားသမီးမရနိုင်မင်းမြုံနာတို့မျိုးရိုးဗီဇထိခိုက်ရိမ့်ရိမ့်နာတို့ဖြစ်ကုန်တဲ့ဒီတော့သမီးကမေးလိုက်မယ်ဒါဖြင့်သမီးတို့ဘယ်လိုလုပ်ရမှာလဲလို့အုတ်ချုပ်သူအစိုးရတွေကလုပ်ရမယ့်အလုပ်တွေအများကြီးအဖွဲ့အစည်းတွေကဆောင်ရွက်နှိုးဆော်ရမယ့်အလုပ်တွေအများကြီးစီးပွားရေးလုပ်ငန်းရှင်ကြီးတွေလိုက်နာရမှာတွေအများကြီးပြည်သူလူထုနဲ့တဦးချင်းတယောက်ချင်းကသိရမှာနားလည်ရမှာလိုက်နာရမှာရှောင်ရမှာတွေကအများကြီးသမီးကတော့တဦးတယောက်ချင်းလိုက်နာရမှာသိရမှာတွေကိုပဲပြောပြမှာပေါ့တယောက်ချင်းအနေနဲ့သမီးလုံနိုင်တာတွေပေါ့အစားအစာကိုအသီးနှံကိုဝယ်ပြီးတဲ့အခါရေစစ်စင်စီးပါအခွန်ရှိရဲ့အသီးနှံကိုအခွန်ခွာပြီးမှစားပါဥပမာစပြည့်သီးဝယ်ရဲဆိုပါစို့စပြည့်သီးအခိုင်လိုက်တိုင်းလူတိုင်းရေစေးကြတာပဲတစ်ထက်နဲ့စေးလို့မစင်ဘူးထင်3လီတက်စေးကြတာပဲဒါပေမဲ့စပြည့်သီးမှာအခွန်ပါနေတာပဲအဲ့ဒီအခွန်ကိုနှွာပြီးစားလိုက်ပေါ်သမီးရဲ့ငပြောသည်လိမ်မော်သည်ဒါတွေကတော့လူတိုင်းအခွန်နှွာစားတာမို့အနည်းမရှိသလောက်ပါပဲပန်းသီးတို့မလကာသီးတို့ကြတော့အခွန်နှွာပြီးမစားဘဲနဲ့ဒီအတိုင်းစားကြကြတာဘာပဲဖြစ်ဖြစ်တက်နိုင်သမျှအခွန်နှွာပေါ့နော်အိမ်မှာပိုးသက်စီကြွက်သက်စီတော့ရင်ကလေးတွေနဲ့ဝေးဝေးကလေးမမီနိုင်တဲ့နေရာမျိုးမှာသုံးပါခြံစည်းခွေထွန်းရင်ဖြတ်ရင်ကလေးသေးသေးလေးတွေနဲ့အဝေးဆုံးနေရာမှာလုပ်ပါခြံစည်းခွေကိုအစိတ်အနည်းဆုံးသုံးပါအခုတလောနနွင်းတက်နဲ့ပြပြပြုလုပ်ထားတဲ့ခြံစည်းတိုင်းအမွှေးတိုင်းလိုအချောင်းမျိုးလေးတွေခက်စားနေတာတွေ့ရတယ်အန်တီဝမ်းတာပါတယ်ခြံကိုပြေးုံပဲပြေးစီတာမို့ခြံမျိုးပြုတ်ဖို့တော့မျှော်လင့်လို့မရဘူးပေါ့ဒါပေမဲ့တအိမ်ချင်းအတွက်တော့အစိမ့်ငွေတွေလိုအနေရမရှိနိုင်တာမို့သုံးသင့်တယ်လို့အန်တီထင်တယ်လေမိမညစ်ခင်တော့အဲ့ဒီခြံစည်းတိုင်းဟာနနွင်းနဲ့မှုန်းနေတာပဲရေတွင်းရေကိုတောက်သုံးရည်အဖြစ်သုံးရရဲဆိုရင်ရေကိုတက်ခွဲစမ်းတက်ကြည့်ပြီးမှစိတ်ချရမှသုံးပါပိုးသက်စေးမသုံးမဲရိုးရိုးစိုက်ပြိုးတဲ့အသီးနှံကိုဝယ်ပါအမေဒီတစ်ခုကတော့တော်တော်ခက်ခဲလိမ့်မယ်သမီးရေအန်တီတို့နိုင်ငံမှာပိုးသက်စေးသုံးတဲ့အသီးနှံပိုးသက်စေးကင်းစင်တဲ့အသီးနှံလို့ဘယ်သူကောမှတီးခြားခွဲပြီးမရောကြဘူးမဟုတ်လားအားလုံးရောနေမှာပဲဒီတော့ခွဲခြားဖို့ကကိုယ့်အားကိုယ်ပဲကိုယ့်အားမှာလွယ်ပါတယ်သမီးရေပိုးပေါက်ပါတဲ့အသီးကိုရွေးဝယ်ယုံပေါ့ရေစင်းစိုက်ပြိုးရေးတက္ကသိုလ်ကဆရာတယောက်ကဟာတာပြောခဲ့တယ်လို့လေဒီလိုဆိုပြန်တော့ပိုးကပြီးမဲ့ယောဂအနေနဲ့ထပ်ပဲပိုးသက်စေးအနေကိုကြောက်နေရကောင်းလားလို့အန်တီကိုအပြစ်တင်စရာပဲပေါ့ပိုးသက်စေးကိုကြောက်မကြောက်တော့မသိချဘူးကြွက်ကိုပိုးသက်စေးနဲ့မထောင်ရက်တာကတော့သူတော်ဘာကိုမတက်ရတဲ့စိတ်ကြောင့်ပါဒါကြောင့်နန်းထောဆဲလို့ကြီးညာထားတဲ့ကော်နဲ့လည်းမဖမ်းရက်ဖြောင်းကနေခလုတ်ထိပြီးတော့ကြွက်ကိုသွေးစိမ့်ရှည်ရှည်နဲ့ထိခိုက်ဒဏ်ရာရစေနိုင်တဲ့ကြွက်ထောင်ကြောင်မျိုးလည်းမသုံးရက်ကြောင်မွေးပြီးတော့6လမ်းမဲဆိုတော့လေအနည်းဆုံးတစ်ကောင်တော့ဖြင့်ကြောင်စားခံရတော့မှာပဲဆိုပြီးတော့အဲ့ဒီနီးနဲ့မသုံးရက်ဒီလိုနဲ့ပဲအန်တီတိုက်ခန်းကကြွက်ကလေးတွေကိုအပြင်ပြန်ရောက်အောင်6လမောင်းထုတ်ရင်စိတ်ညစ်နေရစေပါပဲတဘာဝဘေးဒုက္ခဆိုတော်တော်များများဟာလူသားတွေရဲ့နှစ်ကာလရှည်ကြာစွာမတိကြိုကြုံပြုမှုကြောင့်လို့ဆိုကြတယ်အယ်နီညိုသမီးရေအခုအန်တီတိုက်ခန်းမှာကြောင်အဖြူလေးတစ်ကောင်ရောက်နေတယ်ငယ်လေးပေါ့2လသား3လသားအရွယ်လောက်ရှိမယ်ထင်တယ်ကိုလုံးနီးပါဖြူဖွေးနေလို့သူ့ကိုဖြူဖွေးလို့နာမည်ပေးထားတယ်အန်တီတငယ်ချင်းအန်တီခိုင်လေးစီကတောင်းထားတာလေသမီးတီကိုရောက်ရင်တွေ့ရပါလိမ့်မယ်ချစ်စရာလေးသမီးရဲ့မရွတ်ဖတ်တာကြပြီဖြစ်တဲ့ပရိတ်ကြီး17တုပ်ပြန်ဆပြီးတော့ရွတ်တဲ့4ရက်မြောက်နေ့မှာပဲဒီကြောင်လေးကိုခေါ်လာခဲ့တော့တာပေါ့ရဲစရာများဖြစ်နေမလားမသိဘူးနော်ကိုဟာကိုလည်းမလုံမလဲဖြစ်မိရဲ့ကြက်မထောင်ချင်းကြောင်မမွေးခြင်းနဲ့အန်တီအတွက်နောက်ဆုံးနီးလန်းအဖြစ်မေတ္တာတုံးနဲ့ခန္ဓာတုပ်ကိုရွတ်ဖတ်ဖို့ပဲအကြံရသွားခဲ့တယ်လေမေတ္တာတုံးနဲ့ခန္ဓာတုပ်ကိုရွတ်မှတော့မထူးတော့ပါဘူးပရိတ်ကြီး17တုပ်ပဲရွတ်လိုက်တာကောင်းပါတယ်ပေါ့မေတ္တာတုံးနဲ့ခန္ဓာတုပ်ကိုရွတ်ပြီးတော့တရားတွေကိုမေတ္တာပို့နေတဲ့အချိန်မှာအိမ်ကချက်ကလေးတွေကိုစိတ်ကတတကဲကဲယူစုလိုက်တာပေါ့လေစေရနာမမှန်လို့လားမသိဘူးသမီးရဲ့လေးရက်ကြာတဲ့အထိကြွက်တယ်ကွီစီကွက်ဆာနဲ့လုံနေကြတော့မယ်စိတ်ကလည်းမရှိတော့ပြေးဥတယ်ဆိုတာတနည်းအားဖြင့်တော့စိတ်ထားဖြူဖြူစင်စင်ထားပြီးဗလာစိတ်သက်သက်နဲ့တရားတွေကိုမေတ္တာပို့တာမျိုးပဲကိုကြွက်တွေကိုပြေးစီခြင်းလို့ပေးရပြီဆိုကြတဲ့ကဘယ်မှာလာပြီးတော့စေတနာမှန်တော့မှာလဲစေတနာမမှန်တော့မေတ္တာမထိရောက်တော့ဘူးနဲ့တူပါရဲ့ရွတ်တဲ့သူကိုယ်တိုင်ကတီလာမစင်ကြဲပဲကိုနော်ကြွက်တွေကတော့နေရာပြောင်းဖို့စိတ်မကူးကြပါဘူးဒါနဲ့လေခိုင်လေးရဲ့အိမ်မှာကြောင်ဖြူလေးတွေတွေ့တော့တောင်းလိုက်တာပေါ့ကျ
ကြောင်လေးရငယ်သေးတော့ကြွက်ခုတ်တောင်မှမဟုတ်ဘူးပေါ့ဒီတော့ကြွက်တွေကြောင်နှမ်းရအောင်ကြောက်ရုံပဲပေါ့ကြောင်ကလေးကြောင့်အန်တီမှာပါနာတိပါတာကမထိုက်နိုင်တော့ဘူးပေါ့လေဒီလိုနဲ့ကိုဟာကိုတီလာမကြိုးပါဘူးလို့ဇွတ်လိန်ညာပြီးတော့ခေါ်လာခဲ့တာစိတ်ထဲမှာမယုံမရဲမျောလင်းတဲ့မြင်ကွင်းလေးကတော့ထွန်းအန်ဂျယ်ရီကာတွန်းရုပ်ရှင်တွေကကြောင်ကြီးထွန်တဲ့ကြွက်ကလေးဂျယ်ရီရဲ့ပြေးရန်လိုက်တန်းကစားကလေးတွေပေါ့သမီးရဲ့ဘသူမှထိခိုက်နေတာမှမရှိကြဘူးမဟုတ်လားပြောစရာကြီးလေဒါပေမဲ့ကဘာဦးစာကလေးကကြောင်ဆိုတာကြွက်ခုတ်တတ်တာဗီဇာနဲ့တူပါရဲ့အိမ်ရောက်လို့24နာရီတောင်မပြည့်သေးဘူးအဲ့ဒီတေးသေးလေးဟာကြွက်ဖမ်းမှုစူးစမ်းရတာပဲ48နာရီမပြည့်ခင်ကြွက်တကောင်မိသွားပါလေရောဖះအန်တီကသွေးကြောင်ပြီးတော့ဖះတောက်မျက်နှာလွှဲနေတဲ့အချိန်မှာအန်တီနယ်ကလိုအပ်တဲ့များကိုဆက်လက်ဆောင်ရွက်သွားတော့တာပေါ့လေအဲ့ဒီကြွက်ကလေးကြောင်ရဲ့ပါဇက်ထဲကလွတ်သွားတဲ့အချိန်မှာသွေးတန်ရေးရေးနဲ့ပဲတည်သွားပြီလားလွတ်လွတ်ကြော့ပဲထွက်ပြေးသွားနိုင်သလားအန်တီမသိဘူးသမီးရဲ့အန်တီတွေကလည်းအန်တီကိုဘာမှမပြောဘဲထားခဲ့တာလေအမေအခုတော့ဖြစ်ကြွက်တီငိမ့်လို့ဘာသားမှတော့မကြားရအောင်ကြောင်ကလေးကလည်းလက်တောက်ဆော့ကစားလို့ဝရန်တာဘက်ကိုလှစ်ခနဲပြေးသွားလို့လိုက်ထိန်ရတာအမောကြွက်တီဟာရေကြီးရမျက်နှာရတဘာဝလုံခြုံအန်ရီရဲ့ကင်းရကိုတစပြေးကြပြီးထမရဲ့လွန်ခဲ့တဲ့2နှစ်3နှစ်ကစပြီးတော့ကဘာအနှံ့လူသိများလာတဲ့အယ်လင်းညိုဆိုတဲ့ရေစီးကြောင်တစ်ခုအကြောင်းသမီးကြားဖို့မှာပေါ့အဲ့ဒီနာမည်ကြီးအယ်လင်းညိုဟာအန်တီတိုက်ခန်းကကြွက်တီနဲ့ဆက်ဆက်မှုရှိကောင်းရှိနိုင်တယ်လို့သမီးတစ်ခါမှတွေးကြည့်ဘူးမှာမဟုတ်ဘူးနော်အယ်လင်းညိုဆိုတဲ့ရေစီးကြောင်တစ်ခုကိုတဘာဝသိပ္ပံပညာရှင်တွေသတိထားမိလာတာနှစ်ပေါင်း100ကျော်ခဲ့ပါပြီအယ်လင်းညိုရဲ့အတိတ်ပဲချင်းကတော့လူကလေးတဲ့ကြောက်စရာကောင်းတဲ့မွေးကင်းစကလေးတဲ့စပိန်စကားပြောတဲ့ငါဖန်သမားတအုပ်ကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလေးကပေးခဲ့တဲ့နာမည်ဆိုပဲအယ်လင်းညိုကြောင့်တချို့နိုင်ငံတွေကလီမွန်တိုင်းတိုက်တချို့နိုင်ငံတွေကမိုးကြီးပြီးတော့ရေရီရှမ်းတချို့နိုင်ငံတွေမှာပူပြင်းခြောက်သွဲ့ပြီးလူတွေအသက်သေးအဲ့ဒီဖြစ်နေကြတာတစုံတစတော့သမီးကြဖို့ပါတယ်အပူလိုင်းတို့အေးလိုင်းတို့ဖြတ်သွားတဲ့ဘာညာဆိုတာတွေရောပေါ့အယ်လင်းညိုဟာခရစ်စမတ်အချိန်ပတ်ဝန်းကျင်မှာ4-5နှစ်တခါသို့မဟုတ်10နှစ်မှတခါဖြစ်ထားရှိရဲ့တခါဖြစ်ရင်12လကနေ18လလောက်ပဲကြာတတ်တဲ့ရေစီးကြောင်းတစ်ခုပေါ့အကွာဒေါ်နဲ့ပီရူကန်းချီပင်လဲသမုတ်တရားမျက်နှာပြင်အပူချိန်မြင့်လာပြီးကုံသေးလေးဥတီလမ်းကြောင်းတွေပြောင်းကုန်တဲ့အခါအရှိလီတွေအနောက်လီတွေအနေထားလွဲကုန်တဲ့အခါမှာဖြစ်ပေါ်လာတတ်တဲ့စီးကြောင်းတစ်ခုဆိုပါတော့အဲ့ဒီပြောင်းလဲမှုလေးဟာဟိုးစင်တုန်းကတိမ်မွေလုံးလုံးတိတ်မထင်ရှားခဲ့လူသိမများခဲ့ဘူးနှစ်ပေါင်း100ကျော်သာကြာခဲ့တယ်အန်နီညိုဆိုတဲ့လူကလေးရဲ့နာမည်ဆိုဟာတိတ်မကြော်ကြားခဲ့ဘူးသူကြောင့်ပင်လယ်ထဲမှာငါးဖမ်းရခတ်သွားတာငါးအရနေသွားတာလည်းတိတ်မသိတာခဲ့ပါဘူးဒါပေမဲ့1986ခုနှစ်ကစပြီးတော့အယ်လီညိုဖြစ်ပေါ်နှုန်းဟာပိုပြီးတော့စိတ်လာအဲ့ဒီပြင်းအားဟာပိုများလာတဲ့1982-83မှာပေါ်ပေါက်လာတဲ့အယ်လီညိုကြောင့်ပစိဖိတ်အီကွေတာမှာရှိတဲ့ဂါလာပါဂေါ့စ်ကျွန်းစုမှာငှက်မျိုးစုအချို့မျိုးတုံးလို့မတက်ဖြစ်ခဲ့တဲ့တင်ကြီးငှက်တွေအသေးအပြောက်များပင်ကွေးငှက်တွေအသေးပေါက်များလာလိုက်တာ15နှစ်လောက်ကြာမှငကိုပုံမှန်ဥယျာဉ်ကိုပြန်ရောက်တယ်တဲ့ပင်လယ်ဖွတ်တစ်မျိုးစားတုံးနေတဲ့အစိမ်းရောင်ရည်ညိ green edge တွေနေရာမှာစားလို့မရတဲ့အနီရောင်ရည်ညိတွေရောက်လာတော့ဖွတ်တွေငတ်ကုန်တာလဲအန်တီဖက်ခဲ့ရတယ်အဲ့ဒါကပင်လယ်ကဲကြီးတဝိုက်ကဒုက္ခပေါ့ပင်လယ်သမုဒ္ဒရာနဲ့ဝေးတဲ့ကုန်းမြင့်ပိုင်းတွေကြတော့လေဒုက္ခတစ်မျိုးရောက်ပြန်ရောမိုးတွေမကြုံစပြူတဲတဲထန်ထန်ရွာပြီးမိုးရိပ်ချိန်တွေအရင်ထက်6ဆလောက်မြင့်လာတဲ့အဲ့ဒီတော့ဘာဖြစ်လဲဆိုတော့တချို့6သွေးတောင်ကုန်းတွေမှာမြက်ခင်းကပလာတွေနေချင်းညချင်းပေါ်လာတဲ့အပေမျိုးစုံစိမ့်လန်းဆိုပြေးလာတဲ့အဲ့လိုတာမန်ထထူးကဲစွာပြောင်းလဲကုန်တဲ့ရာသီပတ်ဝန်းကျင်အနေထားတွေကြောင့်ပဲပေါ့တချို့တရဝါတွေမျိုးတုံးကုန်တဲ့တစ်ချိန်တည်းမှာပဲတချို့တရဝါတွေမတန်မဆပွားလာတော့တာပဲအဲ့ဒီမတန်မဆပွားတဲ့အကောင်တွေထဲမှာရင်ကောင်မျိုးတွေနဲ့ကြွက်တွေပါတာပေါ့1998ခုနှစ်ဩဂတ်လမှာဖြစ်ပေါ်ခဲ့တဲ့အယ်လီညိုကြောင့်ချီလီနိုင်ငံရဲ့ကြွက်အကောင်ကြီးဥယျာဉ်မတန်တဆပွားလာတယ်လို့ပြောရင်သမီးယုံနိုင်မယ်မထင်ဘူး။ဘာဆိုင်လို့လဲလို့မျက်မှောင်ကျုံမိလိမ့်မယ်။မိုးကြီးပြီးတော့ဆွအိုက်ပြုတ်တဲ့အခါအပင်တွေအညောက်တွေပေါက်တာများလာသလိုဝါးပင်တွေမှာအဆုတွေပေါက်လာတာပန်းပွင့်တာတွေများလာတယ်။အဲ့ဒီအပင်ပေါ်မှာအစာအာဟာရမိခိုနေတဲ့ကြွက်တွေဟာအာရပါရမျိုးပွားကုန်တာပေါ့သမီးရဲ့ကြွက်တွေများတဲ့အခါကြွက်ကတေဆောင်တဲ့ယောဂဘောတွေကြောင့်လူတွေဘေးဒုက္ခတွေကတ်ဆိုင်ကုန်တော့တာပဲပေါ့။အယ်လ်နီညိုကြောင့်ရေတော်မှုခံရတဲ့နိုင်ငံတွေထဲမှာအာဖရိကကအထင်ရှားပါပဲ။ဆိုမာလီယာမှာ1998ခုနှစ်68ခုနှစ်ပတ်ဝန်းကျင်လောက်ကလူထောင်နဲ့ချီပြီးတော့တည်တယ်။ဒရိစံတွေထောင်တောင်းနဲ့ချီပြီးတော့တည်ကျေပျက်စီးကုန်တယ်။ရေလွတ်တဲ့ကုန်းမြင့်ဒေသတဲသေးလေးတွေကိုလူတွေတွေ့ကွက်နေကြတဲ့ဖြစ်ချင်တော့လူတွေလိုပဲရေလွတ်ရာကိုသွေးယူသွေးရန်ရှာဖွေခိုလုံကြတဲ့ခွေးတွေလည်းကုန်းမြင့်ကိုလူတော့လူနဲ့ခွေးနဲ့နေရာလူရကဖြစ်ပေါ်လာတဲ့တိုက်ပွဲကြီးဟာကြောက်ခမန်းလေးပေါ့
ဟီနာဆိုတဲ့ခွေးတစ်မျိုးကိုသမီးရောအန်တီရောအပြင်မှာမမြင်ဘူးပါသူတို့ကအာဖရိကဒေသမှာနေထိုင်ကျက်စားကြတာကိုဒါပေမဲ့အန်တီတို့သူတို့ကိုရုပ်ရှင်တွေမှာမြင်ဖူးပါတယ်အထူးသဖြင့်ဘော့ဒစ်နေကတော့လိုင်ယွန်ခင်းပါလေမူဖာဆာနဲ့စင်ဘာချင်းသည့်သားဖကိုအကောက်ကြံတဲ့ချင်းသည့်ကြီးစကိုင်းနောက်လိုက်နောက်ပါခွေးတွေလေသမီးကတော့အဲ့ဒါဘာကောင်းနေလဲအနီလို့မေးခဲ့ဘူးလို့အန်တီကမြန်မာနာမည်နဲ့မဖြေတတ်ခဲ့ဘူးလေခွေးတစ်မျိုးမှန်းသာသိပြီးတော့ဘာခွေးလေလို့မပြောတတ်ခဲ့ဘူးကိုပေါ်မှာအပြောက်ကြားရင်းနဲ့ခွေးတစ်မျိုးပဲအသေးကောင်တွေကိုစားတတ်တဲ့ခွေးလိုပဲအန်တီဖြေခဲ့တယ်ချင်ပါရဲ့အကောင်ပလောင်ပေါက်ဖွားနှုံများတဲ့အခါ virus ပိုးတွေလည်းပြန့်ပါလာတယ်အဲ့ဒါကြောင့်အပူပိုင်းဒေသနိုင်ငံတွေမှာလူတွေတေးကြတယ်အလောင်းတွေကိုလက်ထတွေတောင်မစားနိုင်ဘူးဆိုပဲအသေးကောင်တွေပြန့်ကျဲလို့တဲ့ဒါနဲ့စကားဆက်လို့ပြောရအောင်မယ်သူတို့စီကရာသီဥတုဆိုင်ရာသိပ္ပံပညာရှင်ကြီးတွေကလေတို့စီကဘောလုံးပွဲလောင်းတဲ့လူတွေလိုပဲအပျော်ရမ်းအလောင်းအစားလုပ်တဲ့အကြောင်းအမှတ်မထင်သိလိုက်ရလို့အန်တီရေးမိသေးတယ်1990နွေရာသီလောက်တုန်းကတဲ့ဂျိမ်းဆင်ဆန်ဆိုတဲ့သိပ္ပံပညာရှင်ကသူ့လုံဖော်ကင်ဖတ်တွေကိုပြောတဲ့အခုဆယ်စုနှစ်အစပိုင်း3နှစ်အတွင်းမှာကမ္ဘာအပူချိန်အမြင့်ဆုံးစံချိန်ကိုရောက်လာမယ်အဲ့ဒါကိုလက်ခံကြလားကျုံနဲ့လောင်းဝတ်သူရှိရင်လောင်းကြစမ်းလို့ပြောတဲ့ဒေါ်လာ100ကြီးရဲ့ကွယ်သူ့စကားကိုကြားသူတွေသူ့အပေါင်းအသင်းတွေကပညာရှင်တယောက်ပဲသူနဲ့လောင်းကြီးထက်ခဲ့တယ်1992ခုနှစ်ရောက်တော့အဲ့ဒီပညာရှင်ဟာဒေါ်လာ100လောင်းကြီးကိုဟန်ဆက်ကိုပေးလိုက်ရရောတဲ့ရာသီဥတုကိုများနော်မနေနိုင်မထိုင်နိုင်ခံမှန်းပြီးတော့လောင်းနေကြသေးတယ်ပညာမာနခေါ်မလားပဲအန်တီတို့များဖြင့်ရာသီဥတုကိုမဆိုထားနဲ့သူများကန်တဲ့ဘောလုံးပွဲကိုမဆိုထားနဲ့ကိုယ်စိတ်ကိုယ်တော်မလောင်းရဲပါဘူးရှုံးပါဆိုလို့လေအပြောင်းလဲဆိုတာဖြစ်ပျက်နေကြသဘာဝပဲမဟုတ်လားဒါနဲ့ရာသီဥတုပူနွေးလာတာနဲ့ပတ်သက်တဲ့ထူးထူးခြားခြားဖြစ်ရဲ့အကြောင်းပြောပြရအောင်မယ်1992ခုနှစ်နေရာတီတုန်းကပေါ့ဂျာမန်လူမျိုးခီးသွားဇနီးမောင်နှံ2ယောက်ဟာအီတလီနဲ့ဩစတြေးလျနယ်စပ်မှာတောင်တက်ခီးအတွက်ခြေဆန့်ခဲ့ကြတယ်။နင်းတွေဖုံးနှံ့နေတဲ့ကြောက်ဆောင်တွေကိုတက်ရတာတော်တော်စိတ်ဝင်စားစရာကောင်းမှအမှန်ပဲ။အေရက်တောင်ကိုတက်ဖို့စိတ်ကူးရည်နေသူတွေဟာအေရက်တောင်ထက်နှိမ်ပြီးတက်ရလဲတဲ့နှင်းဖုံးရေခဲတောင်တွေနဲ့အစပြိုလေးကျင်းကြတယ်သမီးရဲ့။အဲ့ဒီလေများလဲအဲ့ဒီရွယ်ချက်ရှိချင်းရှိနေမှာပေါ့။သူတို့ရဲ့တောင်စင်းခီးမှာမမျော်လင့်မဲရေခဲဖုံးကြောက်တောင်ကြားထဲမှာကို့အထက်ပိုင်းတစ်ပိုင်းတစ်စပေါ်ထွက်နေတဲ့လူသေးအလောင်းတစ်ခုကိုတွားတွေ့တယ်။ရေခဲလာတွေကလူသေးအလောင်းတစ်ခုမှတဲကွဲသွားတဲ့အခါသူတို့ကစခန်းကိုပြန်ပြီးတော့အကြောင်းကြားစခန်းကတဆင့်ရဲအဖွဲ့အဲ့ဒီကနေမှုခင်းဆရာဝန်ရှေးအောင်သူတေသနာပညာရှင်စသဖြင့်အဆင့်ဆင့်အလှုပ်ရှုပ်သွားပါလီရောရေခဲဖြစ်နေတဲ့အလောင်းကိုသူတို့အားလုံးအပြင်ရောက်အောင်ထုတ်ယူဖို့စ조사ကြတာ၄ရက်ကြာရောဆိုပါတော့ကတ်ဆိုးရှာတဲ့တောင်တက်သမားတယောက်လွန်ခဲ့တဲ့ဆယ်စုနှစ်အနေငယ်ကမတော်တဆအသေးဆုံးခဲ့တာဖြစ်မယ်လို့မှန်းဆရင်ရေခဲခွဲပစိန်တွေစကီးစီးရဲ့ဒုတ်ချောင်းတွေတုံးပြီးတော့ခက်ခက်ခဲခဲတူးဆွလိုက်တာနောက်ဆုံးတော့အောင်မြင်သွားရောလောလောကြောထုတ်ယူပြီးသွားတဲ့အလောင်းကိုကြည့်ပြီးတော့ခံမှန်းကြည့်လိုက်တော့ဆယ်စုနှစ်အနေငယ်ကတည်ခဲ့တဲ့အလောင်းမဟုတ်ပဲရာစုနှစ်ပေါင်းများစွာကတည်ခဲ့တဲ့အလောင်းဖြစ်နေတာတွေ့ရတဲ့အဲ့ဒီအလောင်းဟာရှေးခေတ်အီဂျစ်မမ်မီရုပ်အလောင်းလေးလိုပဲခြောက်သွေ့နေခဲ့တယ်ရှေးအောင်သူတေသနာပညာရှင်တွေနဲ့မှုကင်းဆရာဝန်တွေပူးပေါင်းပြီးတော့စမ်းသပ်မှုတွေလုပ်ကြည့်ကြတယ်ကာဗွန်စစ်ဆေးနည်းအပါဝင်ပေါ့အဲဒီကာလပတ်ဝန်းကျင်ကကဘာတဝမ်းကရုံးမြင့်တန်ကြားတွေမှာဒီရေခဲလိုအိုက်စ်မန်ရဲ့သတင်းတွေကြီးပဲပေါ့စမ်းသပ်စစ်ဆေးချက်တွေအရသူတို့နောက်ဆုံးကောက်ချက်ချလိုက်တာကတော့ဒီလူဒီအလောင်းဟာလွန်ခဲ့တဲ့နှစ်ပေါင်း9300လောက်ကတည်ဆုံးခဲ့တဲ့ခီးသွားတူပဲတဲ့ဒီလူရဲ့ကိုယ်ခန္ဓာပေါ်မှာဆေးမြင့်ကြောင်တွေတွေ့ရတဲ့အသက်25နှစ်ကနေ40အတွင်းဖြစ်တဲ့တောင်တက်သမားဟာပင်ပန်းလို့ခဏနာရင်မိကနေအိပ်ပျော်သွားပုံရပြီးတော့အဲ့ဒီကနေတည်ဆုံးသွားတာဖြစ်လိမ့်မယ်တဲ့တောင်ပေါ်ကအေးဆက်6သွေးရဲ့လီအောက်မှာအလောင်းဟာမပုတ်မတိုးတရှိနေရကတလွာပြီးတလွာဖုံးလန်းထားတဲ့နှင်းတွေကြောင့်မာကြောကျက်လက်လာပြီးတော့ရေခဲပြင်ဘဝကိုရောက်ရှိသွားတာလို့ခန့်မှန်းအဖြေထုတ်ကြတယ်ဆိုတော့အဲ့ဒီရေခဲလူဟာထောင်စုနဲ့9ခုတောင်ရေခဲဖြစ်နေခဲ့တာပေါ့နော်ဒီလိုကာလကြာရှည်ရေခဲဖြစ်နေတဲ့အလောင်းကြီးဟာ1992ခုနှစ်မှာဘာဖြစ်လို့တစုံတစအပေါ်ထိုးထွက်လာတယ်လဲတွေ့ရှိမှုတွေရဲ့နောက်ဆက်တွဲပြဿနာတွေကတော့ဘာကြောင့်ရုတ်တရက်ထိုးထွက်ပေါ်လာတယ်လဲဆိုရင်မေးခွန်းနေပါပဲရာသီဥတုသိပ္ပံပညာရှင်တွေရဲ့အဖြေဟာတော်တော်စိုးရိမ်တုန်လှုပ်စရာကောင်းနေသမီးရဲ့ကဘာကြီးပူနွေးလာတာရာသီဥတုတွေရုတ်တရက်ဖောက်ပြန်လာတာအဲ့ဒီအကျိုးဆက်တွေကြောင့်ရေခဲလူရှိနေတဲ့ရေခဲပြင်ကြီးဟာကဘာတဝမ်းကရေခဲတောင်တွေလိုပဲအရေးပြောလာပါလိရောတဲ့တစားတစားအရေးပြောရကနေအလောင်းကိုထိမ့်သိမ်းပေးထားတဲ့အခြေအနေတွေရော့ပါကုန်တဲ့အခါနောက်ဆုံးတော့ရုတ်တရက်မြင့်တက်လာတဲ့ပတ်ဝန်းကျင်အပူချိန်ကြောင့်ဒီလိုမျက်နှာပြင်ပေါ်အစွန်းထွက်လာခဲ့တာပါပဲတဲ့အဲ့ဒီရေခဲလူပေါ်လာတဲ့အဖြစ်အပျက်တွေကရောအယ်လီညိုဖြစ်ပေါ်စေတဲ့အခြေခံအကြောင်းရင်းနဲ့ဆက်သွယ်မနေပေဘူးလားနေရလရမိုးရအဲ့ဒီတဘာဝတွေလွန်ကဲလာတဲ့အခါတဘာဝဘေးအန္တရာယ်တွေပေါ်ပေါက်လာတာပေါ့ဒါပေမဲ့တို့လူသားတွေပြောနေကြတဲ့တဘာဝဘေးအန္တရာယ်ဆိုတာက
အရင်စစ်တော့လူသားတွေလှုပ်ခဲလို့အကျိုးဆက်ဖြစ်လာရတာပေါ့တဘာဝဟာလူသားကိုဘယ်တော့မှမလှည့်စားဘူးတို့လူသားတွေကသာကိုကိုလှည့်စားခဲ့ကြတာတဲ့လူစုရဲ့ email ဆိုတဲ့စာအုပ်ထဲကစာကြောင်းတစ်ကြောင်းကိုအန်တီဖတ်တဲ့စောစောကစာအုပ်ထဲမှာကိုးကားထားတယ်အိုဇုံးလာပေါက်လို့ခရမ်းလွန်ရောင်ကြီးတွေကမ္ဘာလေထု atmosphere တွေကိုဓာတ်ရိုက်ရောက်လာတာကမ္ဘာအပူချိန်တွေမြင့်လာတာသမုဒ္ဒရာရေစီးကြောင်းတွေပြောင်းကုန်တာကုန်တယ်တွေမတိုက်ခတ်နိုင်လို့အရှိလေတွေအနောက်လေတွေဥတီယာပြောင်းကုန်တာဒါရီအားလုံးဟာအဓိကအားဖြင့်တို့လူသားတွေကြောက်မှာပဲတက်တော်တွေပြုံးတီးအောင်ဘသူလုပ်တယ်လဲတောက်သုံးရည်တွေမတန့်ရှင်အောင်ဘသူလုပ်တယ်လဲမြစ်ချောင်းအိမ်အိုင်တွေပင်လယ်တွေညစ်ညမ်းအောင်ဘသူလုပ်တယ်လဲကဘာကြီးတစ်ခုလုံးဖန်လောင်အိမ်အကျိုးဆက် greenhouse effect ဖြစ်အောင်ဘသူလုပ်တယ်လဲတခြားသောပတ်ဝန်းကျင်ဆိုင်ရာပြောင်းလဲမှုတွေကကိုနဲ့မဆိုင်သလိုလစ်လူရှုနေလို့ရပေမဲ့ချင်းတွေပေါ်နေတာကြွက်တွေပေါ်နေတာကောက်ပဲတိနှံတွေဈေးတက်ကုန်တာအဲ့ဒါတွေကတော့သမီးတို့အန်တီတို့ဘလို့မှလစ်လူရှုလို့မရဘူးပေါ့တော်ပါသေးရဲ့အယ်လ်နီယိုဆိုတဲ့ကလေးစိုးကလေးကမြန်မာနိုင်ငံကိုတခြားအိမ်နီးချင်းနိုင်ငံတွေလောက်ဒုက္ခမပေးသေးနေလို့မလေးရှားနိုင်ငံကွာလာလမ်ပူမြို့တော်မှာ1998ခုနှစ်ကမွန်တေးချိန်ဝင်းကျမှာတမြို့လုံးမှောင်ရိပ်သွမ်းသွားအောင်နှင်းမနေမြူခိုးတွေတဲလာတာအယ်လ်နီယိုပဲပေါ့မလေးရှားဘော်နီယိုကျွန်းကဆာရဲဒေတာမှာလေထုညဉ့်ညမ်းမှုဟာအမြင့်ဆုံးရောက်ခဲ့စီဂရက်တနေ့အလိတ်80ကနေအလိတ်100အတွင်းတောက်နေတယ်လို့ညီများတဲ့မီဂိုမိုင်းတွေနဲ့ပြည့်နေခဲ့တယ်ဆိုပဲလူသေးချိန်နှုန်းများလွန်းကျောင်းနေလေးစိတ်တွေပိတ်တောင်ထားရတဲ့အဲ့ဒီ1998ခုနှစ်မှာပဲအမေရိကန်ပြည်ထောင်စုရဲ့နယူးအင်္ဂလန်ဒေသတဝိုင်းနဲ့နယူးယောက်ပြည်နယ်တဝိုင်းမှာနှင်းမုန်တိုင်းတွေတက်သေးထန်ထန်တိုက်ခိုက်လို့တစ်ပင်တွေအမြင့်ကကျွတ်ကုန်တာအဲ့ဒါလေအဲ့ဒီအယ်လီညိုကြောင့်ပဲပေါ့လက်စစ်တအားတွေပြက်ကုန်လို့ဓာတ်ဆီဆိုင်တွေမှာဓာတ်ဆီပန့်တွေအလုံးမလုံးတော့လို့ကားတွေဒုက္ခရောက်လူတွေအေးချမ်းကာကွယ်ဖို့မီးတွေမှွေးကြအလင်းရောင်အတွက်ဖျောင်းနိုင်တွေဘက်ထရီတွေသုံးကြအမှလေအဲ့ဒါတွေနဲ့အတူတနေ့တနေ့တေနှုံးဟာကြောက်ခမန်းလေးလိဆိုပဲတို့နိုင်ငံကတော့ကံကောင်းနေသေးရဲ့ဒါရီအားလုံးဟာအယ်လီညိုကြောင့်ပဲပေါ့သမီးရဲ့ရေရှည်မှာလူသားမျိုးနေတစ်ခုလုံးဟာအသက်ပြန်ဖြစ်နေတဲ့စွမ်းအင် renewable energy ပေါ်မိခိုဖို့ကလွဲပြီးတော့တခြားရွေးချယ်စရာမရှိပါဘူးလေစွမ်းအင်ရေစွမ်းအင်သမီးရဲ့ဒီတစ်ခါတော့သမီးကိုအသက်တည်ထွင်လိုက်တဲ့မော်တော်ကားတစ်မျိုးအကြောင်းပြောပြမလို့သမီးရဲ့ကဘာကြီးကမထူးဆန်းဘူးလားတို့မြင်တွေ့နေရတဲ့ကားအိတ်စောဘိုက်ကထွက်တဲ့အငွေတွေဟာမဲမဲမမောင်ကြီးတွေလေတချို့ကားတွေတလန်းလုံးသူ့အိတ်စောအငွေကြောင့်မဲမောင်ပြီးတော့ဘာကိုမှမမြင်ရတော့အမေအခုမော်တော်ကားရဲ့အမီဝိုင်းပိုက် tail ပိုက်ကနေအဲ့ဒီအမဲအောင်ဓာတ်ငွေစိုးတွေမထွက်လာပဲရေကိုရေငွေတွေပဲထွက်လာအောင်တီးရှင်နေကြပြီရဲ့သမီးကအင်တာနက်ဆိုတဲ့အရာကြီးကိုအခုထိမမြင်ဘူးမတွေ့ဘူးလို့သတင်းကြားနဲ့အံ့ဩငေးမောနေတော့နောက်ထပ်အံ့ဩစရာတစ်ခုထပ်ကြုံရပြန်ပြီနော်သမီးကနေမှာရောက်နေလို့အင်တာနက်ကိုမမြင်ဖူးလိုက်တာရန်ကုန်မှာရှိနေတဲ့သမီးတို့အရွယ်ကလေးတွေရောလွန်ခဲ့တဲ့လဆန်းကအင်တာနက်ကိုမြင်ဖူးသွားကြပြီအရင်လဆန်းပိုင်းတုန်းကမြန်မာနိုင်ငံမှာအင်တာနက်သုံးစွဲတာကြည်ကြဲပြန့်သုံးနိုင်အောင်စက်တလိုက်ထပ်ချဲ့တာတဲ့အီးမေးလ်သုံးလို့ရတဲ့လူအားလုံးအဲ့ဒီရက်မှာအင်တာနက်ထဲကိုဝင်ပူးသွားကြပြီဆိုတော့စက်တလိုက်ချဲ့နေမှသိတဲ့သူတွေကတယောက်နဲ့တယောက်သတင်းပေးဖို့ဝင်ကြည့်ကြတော့တာပေါ့အချိန်ကြာမရတာပဲကောင်းပါတယ်ကြာရင်ပတ်စံပို့ကုန်မှာပေါ့ဈေးကမတရဆကြီးမဟုတ်လားအန်တီလားအန်တီအစင်ကတော့အီးမေးလ်တော့မသုံးနိုင်နဲ့အောက်ဆုံးအဆင့်မှာကွယ်ကွန်ပျူတာတစ်လုံးနဲ့တယ်လီဖုန်းတစ်လုံးသာရှိရင်ကဘာကြီးလေးကိုအချိန်မီဝင်လည်လို့ရတယ်လို့အန်တီလေးလုံးထားခဲ့မိတာအခုအန်တီပြန်ရုပ်သိမ်းလိုက်ရပါပြီအန်တီမှာကွန်ပျူတာလေးတစ်လုံးရှိတယ်တယ်လီဖုန်းလေးတစ်လုံးရှိတယ်ဒါပေမဲ့အန်တီအီးမေးလ်သုံးလို့မရဘူးအန်တီတယ်လီဖုန်းက CDMA တယ်လီဖုန်းဖြစ်နေလို့ fax ပဲရှောက်လို့ရတယ်အီးမေးလ်ရှောက်လို့မရဘူးတဲ့အန်တီသိတဲ့လောက်တော့ CDMA ဖုန်းကိုအမေရိကန်ကလောက်တာအမေရိကန်နိုင်ငံဟာကမ္ဘာမှာဆက်သွယ်ရေးအမြန်ဆုံးနဲ့အရေးအထားဆုံးနိုင်ငံပဲအမေရိကန်အွန်လိုင်းဆိုတဲ့ AOL ဟာကမ္ဘာမှာနာမည်အကြီးဆုံးအင်တာနက်လိုင်းထဲမှာပါတယ်အဲ့ဒီအမေရိကန်နိုင်ငံကလောက်တဲ့တယ်လီဖုန်းဟာအီးမေးလ်ဆက်သွယ်လို့မရဘူးဆိုတော့တခုခုတော့မှားနေပြီသူများနိုင်ငံလိုများအင်တာနက်အသုံးပြုခွင့်တက်ဆင်ခွင့်အလကားရမယ်ဆိုရင်ဘလောက်များတက်လိုက်ကြမလဲမသိဘူးသူတို့စီမှာတော့ဒေါ်စီကကန်ဆယ်မဲဖောက်တဲ့ကုန်ပစ္စည်းတွေလိုပဲအပြိုင်ဆိုင်ဈေးခေါ်နေလိုက်ကြတာအန်တီသိလိုက်တဲ့အချိန်တုန်းက AOL လို့ခေါ်တဲ့အမေရိကန်အွန်လိုင်းကုမ္ပဏီကသူတို့ကုမ္ပဏီကတဆင့်အင်တာနက်တက်မယ်ဆိုရင်နိုင်90စာအလကားပေးတာနိုင်90ကျိတ်တဲ့လောက်တော့ပတ်စံမပေးအောင်နိုင်90ကျော်ပြီဆိုတော့မှတနာရီဘလောက်ဆိုပြီးတော့ပတ်စံတွက်ယူတာဒါလေးပေါ်ပေါ်လေးပါပဲတနေ့ကို3-4နာရီအင်တာနက်ထဲဝင်ပြီးတော့မှွေနှောက်နေရတော့တစ်လပြီးသွားတဲ့အခါအိမ်ကိုဘေးရောက်လာတော့$19ဒါမှမဟုတ်$21ဒီလောက်ပဲထင်တယ်အမေအခုဖြစ်နိုင်900တောင်အလကားအသုံးပြုခွင့်ပေးနေပြီတဲ့အပြိုင်ဆိုင်ကြီးညာနေလိုက်ကြတာအန်တီသာအင်တာနက်ရမယ်ဆိုရင်စာကြည့်ရိုက်တွေနဲ့စာအုပ်ဆိုင်တွေကိုမှွေနေမှာပဲသူတို့စီမှာစာကြည့်ရိုက်တွေကိုလှမ်းပြီးတော့စာအုပ်ငှားလို့ရတယ်တဲ့သမီးရဲ့ကိုမျိုးကိုတက္ကသိုလ်စာကြည့်ရိုက်မှာမရှိတဲ့စာအုပ်ကို
အင်တာနက်ကတဆင့်စာကြည့်ရိုက်စရင်မှာရှာလှမ်းငှလို့ရတယ်ပိုင်နေနော်ဝယ်ချင်ပြီဆိုရင်လည်းစာအုပ်ဆိုင်ကိုတွားနေစရာမလိုအင်တာနက်ထဲမှာစာအုပ်ရောင်းနေဆိုင်ရှိရဲ့Amazon.com လို့ခေါ်တဲ့စာအုပ်ဆိုင်ကနာမည်ကြီးပဲစာအုပ်တွေစုံပါတယ်အပြင်ကစာအုပ်ဆိုင်မှာစာအုပ်တွေရှောက်ရှာနေရတဲ့ခန်းစားမှုမျိုးအတိုင်းပဲစာအုပ်တွေကိုမျက်နှာဖုံးတွေနဲ့ပြသထားတာသမီးရဲ့ဒီစာအုပ်ကြောင့်တိကောင်းစရာလေးတွေလည်းဖော်ပြထားသေးတာဥပမာဆိုပါစို့သမီးရဲ့အန်တီကစာရေးဆရာ Richard Wright ရဲ့ Native Son ဆိုတဲ့စာအုပ်ကိုရှာပြီးဆိုပါတော့ကွန်ပျူတာမျက်နှာပေါ်မှာအဲ့ဒီစာရုံးမျက်နှာဖြုံပေါ်လာတယ်စာအုပ်ရဲ့အကြောင်းအရာပေါ်လာမယ်အဲ့ဒီစာအုပ်ရဲ့ထင်မြင်ချက်ပေးတဲ့နာမည်ကြီးဝေဖန်ရေးသမားတွေရဲ့မှတ်ချက်တွေပါမယ်အဲ့ဒီမှတ်ချက်တွေကိုကိုဖတ်လို့ရတယ်ဒီစာအုပ်ရဲ့အလားတန်အတူဘာစာအုပ်မျိုးတွေရှိရဲဆိုတာသူတို့ကပြထားအောင်မယ်ဒီစာအုပ်ကိုကကြိုက်ပြီးဝယ်မယ်ဆိုရင်ဘာမှအင်အားစိတ်ထုတ်စရာမလိုone click ပဲလက်ညှိုးလေးနဲ့တစ်ချက်နှိပ်လိုက်ကိုစာတိုက်ပုံးတွေကိုနောက်9ရက်လောက်ကြာရင်ဒါမှမဟုတ်စာအုပ်ကနည်းနည်းရှာရင်တစ်ပတ်10ရက်2ပတ်ရောက်လာတာပဲပတ်စံပြီးတော့ဘလို့ပေးမလဲလွှဲပါတယ်ကိုပန်ကတ်ထဲကနေပြီးတော့သူတို့ဟာသူတို့နှုတ်ယူလိုက်တာပေါ့ဟုတ်တယ်အဲ့ဒီလောက်လွယ်တယ်သမီးရဲ့ဈေးလည်းမကြည့်ဘူးစာအုပ်ဆိုင်တွေထက်ဈေးချိုတယ်တယူပို့ဆောင်ဈေးတော့နည်းနည်းရှိတာပေါ့ဒါလည်းသူတို့ရှော့ချပေးထားတဲ့စာအုပ်ဈေးနှုန်းနဲ့ပြန်ညှိယူတော့ဝယ်ရတာဈေးချိုနေတော့မယ်တချို့စာအုပ်ဆိုရင်တဝက်ဈေးနဲ့ရတယ်ဥမာစပိန်စာရေးဆရာမ Isabel Allende ရဲ့နောက်ဆုံးထွက်တဲ့စာအုပ် Daughter of Water ဆိုတာဟက်ခါဘာနဲ့ကတ်ချူပုံစာအုပ်ပေါ့တန်မိုး$26ပေးရမယ့်စာအုပ်ဒါပေမဲ့ Amazon.com ကတဝက်ဈေးနဲ့ပို့ပေးတယ်$13ပဲကြတယ်အန်တီလိုစာဖတ်မြန်နေသူဆိုရင်ဖတ်ပြီးခဏနဲ့ပြီးသွားရောဆိုပါတော့အဲ့ဒီစာအုပ်ကိုသူတို့စီပြန်ပို့ခြင်းတစ်လအတွင်းပြန်ပို့လိုက်ပတ်စံပြန်အမ်းပေးတယ်သမီးရဲ့ကိုမှာထားတဲ့စာအုပ်ကိုဟာကိုအကြောင်းတစုံတရာကြောင့်မလို့ခြင်းသူ့ငကိုအခြေအနေအတိုင်းမပုံးမပိတ်မဆုံမပြေပြန်ပို့ရင်ငွေပြန်အမ်းမယ်ကိုမာရဲ့စာအုပ်မဟုတ်ပဲသူတို့ညွန်နေစာအုပ်ကိုစီရောက်လို့ကိုမကြိုက်ရင်ဘယ်အခြေအနေမျိုးနေပဲဖြစ်ဖြစ်ဆုပ်ဆုပ်ပြဲပြဲပုံပုံရက်30အတွင်းပြန်ပို့ရင်ငွေပြန်အမ်းပေးတာအပြန်စားပဲနော်ဒီခေတ်ဆွေကဒီလိုတိုးတက်တာသမီးရဲ့အင်တာနက်အကြောင်းစကားပြောရှည်နေတာနဲ့မော်တော်ကားအသက်အကြောင်းပြောဖို့တော့မေ့နေဂျာမနီနိုင်ငံရဲ့စတရက်ကတ်မြို့ပြင်မှာ Daimler Chrysler ကားကုမ္ပဏီရဲ့အင်ဂျင်နီယာတွေဟာနောက်ပိုင်းကနေရင်ငွေပဲထွက်တဲ့ကားကိုတီထွင်စမ်းသပ်ပြီးသွားပြီတဲ့ပူပေါင်းပါဝင်တဲ့ကုမ္ပဏီကတော့ Ford ကားကုမ္ပဏီပေါ့ကွယ်သူတို့ကအဲ့ဒီကားကိုတက်စီကနေစွမ်းအင်ယူတာမဟုတ်ဘူးဟိုက်ဒရိုဂျင်ကနေစွမ်းအင်ယူတာဆိုပဲကာဗွန်အတန်ကိုမသုံးဘူးဆိုတော့ကာဗွန်ဒိုင်အောက်ဆိုက်ပြန်မထွက်တော့ဘူးပေါ့အဲ့ဒီကားရဲ့နာမည်က Nickel 4တဲ့သမီးရဲ့ Nickel 4ကားဟာဟိုက်ဒရိုဂျင်ကိုသုံးနေဆိုပေမဲ့မီးလောင်စေပြီးတော့သုံးတာမျိုးလို့လဲပတ်ဝန်းကျင်ကိုအန္တရာယ်မဖြစ်စေဘူးကားထဲမှာ fuel cell လို့ခေါ်တဲ့ပစ္စည်းလေးထည့်ထားလိုက်တာပဲတို့ဘက်ထရီတွေမှာသုံးနေဆေးလိုမျိုးပေါ့ fuel cell တွေကို1800ပြည့်နှစ်ပတ်ဝန်းကျင်လောက်ကလေးကတီထွင်ခဲ့တာမှန်တယ်ဒါပေမဲ့မော်တော်ကားတွေကိုထည့်လို့ရတဲ့အထိသိအောင်တီထွင်နိုင်တာတော့ဆယ်စုနှစ်တစ်ခုနှစ်ခုလောက်ပဲရှိသေးတယ်ဒီတီထွင်မှုကိုလူတွေစီကြကြပြပြပေးနိုင်ဖို့တော့3-4နှစ်လိုအောင်မယ်အခု2000ပြည့်နှစ်မှာကယ်လီဖိုးနီးယားပြည်နယ်မှာသူတို့စမ်းသပ်အသုံးပြုကြမယ်2004ခုနှစ်မှာပြည်သူလူထုကိုရောင်းချပေးနိုင်တော့မယ်တဲ့နေကနေလေကနေလျှက်စစ်တပ်အားထုတ်ယူပြီးရလာတဲ့လျှက်စစ်တပ်အားနဲ့ရေကိုအသုံးပြုပြီးဟိုက်ဒရိုဂျင်ထုတ်ကြတာဆိုပဲအခုလည်းလျှက်စစ်နဲ့မောင်းတဲ့ကားတွေမရှိဘူးမဟုတ်ရှိပါတယ်ဒါပေမဲ့တက်စီအသုံးပြုမှုကနေမလွတ်သေးဘူးနေကနေလျှက်စစ်တပ်အားထုတ်တာလေကနေလျှက်စစ်တပ်အားထုတ်တာဒါရီဟာတော်တော်အောင်မြင်နေပြီလို့ပြောရမယ်ဟိုးရှိတော့ကတော့ဝင်းမင်းဆိုတဲ့လေရဟတ်ကြီးတွေနဲ့စက်ရုံတွေမှာတုံးခဲ့ကြတယ်အထူးသဖြင့်ကျိတ်ခွဲဆက်တွေမှာပေါ့ဂျုံကျိတ်တဲ့ဆက်တွေဟာဝင်းမင်းတွေကိုအဓိကအသုံးပြုခဲ့တာဝင်းမင်းအသုံးပြုတဲ့နေရာမှာနာမည်အကြီးဆုံးကဒိမတ်နိုင်ငံပဲဖြစ်တယ်သူတို့နိုင်ငံဟာလေရဟတ်မှာနာမည်ကြီးတယ်လေနေစွမ်းအင်လေစွမ်းအင်နဲ့လျှက်စစ်ထုတ်တယ်လို့သမုတ်တရားစွမ်းအင်နဲ့လျှက်စစ်ထုတ်လို့ရတယ်သမီးရဲ့သမုတ်တရားရဲ့လိုင်းတွေဒီရေလိုင်းတွေသမုတ်တရားရေစီးကြောင်းတွေအဲ့ဒါတွေကြောင့်ရေလှုပ်ရှားမှုပြင်းထန်လာတာကိုသိပ္ပံပညာရှင်တွေကအသုံးချလိုက်တာပေါ့ကွယ်သမုတ်တရားရေစီးကြောင်းအပြင်းထန်ဆုံးနေရာဟာဖလော်ရီဒါရေစီးကြောင်းနေရာတဲ့အဲ့ဒီနေရာကနေလျှက်စစ်တပ်ထုတ်ကြမယ်ဆိုပဲဒါနဲ့ရေစီးကြောင်းဆိုလို့သမီးကိုပြောရအောင်မယ်အရင်တစ်ခါအန်လင်းညိုအကြောင်းရေးလိုက်တော့ကလောကြီးပြီးမှားသွားတာတခုရေစီးကြောင်းနဲ့လေစီးကြောင်းနဲ့မှားသွားတာသမီးရဲ့အန်လင်းညိုကိုလေစီးကြောင်းလို့ရေးမဲ့အစားလေစီးကြောင်းလို့ရေးမိသွားတယ်ကိုဟာကိုသတိမထားမိပါဘူးသူများကထောက်ပြတော့မှပဲပြန်ဖတ်ကြည့်မှရဲမိတာထောက်ပြတဲ့ပုံကလည်းအမြင်မတော်ရှာလို့အန်တီစီစားနေရေးပြီးပြောတာသမီးရဲ့နည်းနည်းရရပုံကမဟုတ်ဘူးအငိမ့်ဆောင်မိုးလီဝတာနဲ့ဇလားပေတာအရာရှိတယောက်ပါပဲစာရေးဆရာတယောက်လည်းဖြစ်တယ်ဦးဟန်ရွှေတဲ့နိုင်ရွှေမိုးဆိုတဲ့နာမည်နဲ့အမျိုးသားစာပေစုတောင်ရဖူးတယ်သိပ္ပံနဲ့အတုံးချသိပ္ပံဘာသာရပ်နဲ့ရခဲ့တာလို့သိရပါတယ်အန်လင်းညိုဆောင်ပါရဲမှာအမားနှစ်ချက်ပါတယ်တဲ့တစ်ခုကရေစီးကြောင်းဖြစ်ရမှာလေစီးကြောင်းဖြစ်နေတာနောက်တစ်ခုကတော့အန်လင်းညိုရဲ့အတိတ်ပဲကိုအန်တီဘာသာပြန်တာလွဲနေတာတဲ့ဆရာနိုင်ရွှေမိုးကရှင်းပြပါတယ်အန်လင်းညိုရဲ့နာမည်ကို
The Child လို့ပေးတာမဟုတ်ဘူး The Child capital letter C နဲ့ရေးတာပါတဲ့ခရစ်တော်မွေးကင်းစသို့မဟုတ်ခရစ်တော်ပေါက်စလေးပါတဲ့တချို့စာအုပ်စာတမ်းတွေမှာဆိုရင် The Christ Child လို့အပြည့်စုံဖော်ပြတတ်တယ်တဲ့ဟုတ်တယ်အဲ့ဒါတော့အန်တီဘာသာပြန်လွဲသွားတာအသေးချာပဲအန်တီက capital letter C ကိုသတိမထားမိတာတကြောင်အန်တီစီကစာအုပ်တုပ်ထဲမှာ capital C နဲ့မရေးပဲ smaller letter C နဲ့ရေးထားတာတကြောင်မို့အမားကိုပြောမိတယ်လို့ဖြစ်သွားတယ်တော်ပါသေးရဲ့တိတ်အချိန်မကြာသေးဘူးဆိုတော့အမားဟာသမီးရဲ့ခေါင်းထဲမှာမဆွဲနေသေးဘူးပေါ့အချိန်တွေများတိတ်ကြာသွားပြီဆိုမှဆိုရင်ဒုက္ခနော်အမားကိုခေါင်းထဲမှာကာလတာရှည်စွာဆွဲမိသွားရင်အဲ့ဒါကိုအမှန်ပြင်ပြီးမှတ်ဖို့တော်တော်ခဲရင်မှာတကယ်တော့အန်တီရဲ့ Random House တိုက်ထုတ် Webster College Dictionary စာအုပ်ထဲမှာကိုအန်လီယိုရဲ့အတိတ်ပဲဖွင့်ဆိုရှင်းလင်းချက်ထဲမှာ The Child လို့ capital letter C အကြီးနဲ့ပါပါတယ် The Christ Child ရဲ့အတိအကျကိုပေးထားတာအဲ့ဒါကိုအန်တီကမကြည့်မိခဲ့ဘူးအခုမှဆရာနိုင်ရွှေမိုးထောက်ပြတော့မှကို dictionary ရဲ့ကိုပြန်ကြည့်တော့ကိုဒေါသထွက်လိုက်တာမပြောပါနဲ့တော့အခုသမီးအန်တီကြောင့်အမှတ်မှားသွားခဲ့ရတဲ့စာလုံးလေးအချိန်မီပြင်နိုင်အောင်ဆရာနိုင်ရွှေမိုးရဲ့စာအန်တီကူးထည့်ပေးလိုက်တယ်ဆရာကအမေရိကန်နိုင်ငံမှာမိုးလေဝသဘာသာရပ်နဲ့ BS ဘက်သွားတက်ဖို့တော့အဲ့ဒီအတွေ့အကြုံရသူတစ်ပါးနားလဲအောင်ရှင်းပြနိုင်တယ်သူရေးပြထားတာသိရှင်တာပဲသမီးဖတ်ကြည့်စီခြင်းနဲ့ဒီနေရာမှာအန်နီကိုသမုတ်တရားရေးစည်းကြောင်းကြောင့်ဒီလောက်ဒုက္ခတွေ့နေကြတာကိုဘာလို့ The Christ Child လို့အတိတ်ပဲရတဲ့အန်နီယိုလို့ခေါ်ရလဲဆိုတာမေးစရာရှိလာပါတယ်ကျွန်တော်ရှင်းပြပါမယ်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာဆက်တက်လေတင်မောခင်မီငါးဖမ်းကရိယာတွေမရှိသေးတဲ့အချိန်ကပီရူးတန်ငါတွေဟာကန်နီရီတိမ်ပိုင်းမှာတမယိုးကြပိတ်ကုံကလေးများနဲ့ငါးဖမ်းကြရပါတယ်၄-၅နှစ်တစ်ကြိမ်လောက်ဒီဇင်ဘာလကုန်ပိုင်းမှာရေပူစည်းကြောင်းတစ်ခုဟာမြောက်ဘက်ကတောင်ဘက်ကိုစီးဆင်းလာတာကိုသူတို့တွေသတိထားမိလာတာနဲ့အမျှငါးတွေကိုလည်းခါတိုင်းနှစ်တွေနဲ့မတူအမြောက်အများဖမ်းလို့ရတယ်ကောက်ယူလို့မနိုင်တော့အောင်ငါးသေးတွေမသိမရှင်တွေကမ်းခြေမှာဖွေးဖွေးလုံနေတတ်တယ်ဒါကြောင့်ရေစီးကြောင်းဟာသူတို့ကိုဖျားမသလိုမတာပဲလို့ယူဆကြတယ်ဒီဖြစ်စဉ်စတင်တဲ့အချိန်ကလည်းဒီဇင်ဘာ25ရက်နောက်ပိုင်းဝန်းကျင်ဖြစ်နေတော့အဲ့ဒီရေစီးကြောင်းကိုသူတို့ဘာသာစကားနဲ့ပီရူးနိုင်ငံဟာစပိန်စကားပြောနိုင်ငံတစ်ခုပဲ The Child လို့အတိတ်ပဲရတဲ့အယ်လ်နီယိုလို့ခေါ်လိုက်ကြတာပေါ့ကန်နီရေတိမ်သားမကကောင်းဝေးရေနက်ပိုင်းမှာပါခင်မီငါးဖမ်းသမောတွေနဲ့ငါးဖမ်းယူနေတဲ့ပီရူးငါးလုပ်ငန်းရှင်တွေအဖို့ကြတော့ရှေးကတန်ငါတယ်ရဲ့အတွေ့အကြုံနဲ့ပြောင်းပြန်ဖြစ်သွားတယ်တာမန်ရီယိုနှစ်တွေမှာငါးတက်ချိန်ပေါင်းများစွာဖမ်းမိကြပေမဲ့အယ်လ်နီယိုလာတဲ့နှစ်မှာငါးပုံတပုံတောင်မှမရကြတော့ပီရူးဘက်ကပစိဖိတ်သမုဒ္ဒရာဟမ်ဖော့ရေစီးကြောင်းဟာတောင်ကနေမြောက်ကိုစီးဆင်းပါတယ်အေးပိုင်းကစတင်စီးဆင်းလို့ရေဟာအေးမြပါတယ်ဒါအပြင်ပီရူးဘက်ကမှာဝဲလင်းအထက်ရေလမ်းပြီးအောက်ရေတက်လာတဲ့တဘာဝဖြစ်စဉ်ကလည်းရှိနေတော့ရေဟာအမြဲအေးမြတဲ့အတွက်ငါးစဖြစ်တဲ့ရေမော်ပင်အမျိုးမျိုးရှင်သန်တိုးပွားပါတယ်ဒါကြောင့်ငါးတွေဟာကန်နီကန်ဝေးရေတင်ရေနက်မှာအေယာမအုပ်ကြီးတွေဖြစ်ရှင်သန်ပေါက်ဖွာနေထိုင်ကြပါတယ်ငါးလုပ်ငန်းရှင်တွေလည်းအမြောက်အများဖမ်းလို့ရလေးရှိပါတယ်ဒါပေမဲ့တချို့နှစ်တွေမှာမြောက်ဘက်အပူပိုင်းကနေပူနေတဲ့ရေစီးကြောင်းအယ်လ်နီယိုဟာတောင်ဘက်ကိုစီးဆင်းလာတော့ဟမ်ပေါ့ရေစီးကြောင်းဟာလေတောင်ဘက်ကိုဆုတ်သွားပါတယ်ကဘာကြီးတောင်ဘက်သို့ခိတ္တတိမ်ဆောင်နေဖြစ်စဉ် Southern Oscillation ကြောင့်လို့ပညာရှင်တချို့ယူဆကြတယ်ငါးစာရေမော်ပင်တွေလည်းသိငါးတွေလည်းရေပူချိန်တိုးလာတာနဲ့အမျှမနေနိုင်တခြားဒေသတွေကိုအုပ်လိုက်မျိုးစုလိုက်ပြောင်းကုန်ကြတော့ပီရူးငါးလုပ်ငန်းဟာရုပ်ချီကျသွားရပါတယ်ပြောင်းဖို့အချိန်မရလိုက်တဲ့ငါးတွေငါးစာရှာသွားလို့တည်သွားကြတဲ့ငါးတွေလောက်သာကြံခဲ့တော့တန်ငါသေးလေးတွေလောက်ပဲလွယ်လွယ်ကူကူဖမ်းမိကြပါတော့တယ်ငါးလုပ်ငန်းရှင်ကြီးတွေအဖို့တော့ငါးအုပ်ကြီးတွေပျောက်ဆုံးကုန်လို့ငါးဖျက်ခတ်သွားတတ်ပါတယ်ဟမ်မောနဲ့အယ်လ်ညိုရေစီးကြောင်းအကြောင်းကိုဆရာဘိုအေးမောင်ကသမုတ်အန်ဝါပင်စာအုပ်မှာနည်းနည်းရေးထားပါတယ်အယ်လ်နီနိုကိုတော့အင်နင်နိုရေစီးကြောင်းလို့ပဲသုံးပါတယ်သိပ္ပံစာရေးဆရာတယောက်ကသူငယ်တော်လို့1982ခုနှစ်လောက်တုန်းကသုံးဖူးပါတယ်လမ်းဆက်ပါတီထုတ်1983နိုင်ငံတကာရေးရာဂျာနယ်တစ်စောင်မှာတော့ခရစ်တော်၏သားတော်လို့မြန်မာလိုဘာသာပြန်သုံးပြီးမှဖူးနှုံမှာအင်္ဂလိပ်ပြန်ထည့်နေတူပါတယ် The Christ Child ဖြစ်သွားရောအမှန်ကစပိန်စကားအယ်လီညိုရဲ့အတိတ်ပဲ The Christ Child မှာ S မပါပါဘူးကျွန်တော်သုံးလို့ကြုံရင်တော့အယ်လီညိုကိုခရစ်တော်ကလေးလိုပဲသုံးချင်ပါတယ်ဒါပေမဲ့ကမ္ဘာတော်မှာကြုံတွေ့ခဲ့ရတဲ့သူ့ကောင်းမှုအဖြစ်ဆိုတွေကိုကြည့်လိုက်ပြန်တော့ခရစ်တော်ကလေးလို့သုံးရမှာမစီလို့ပြန်ဘူးဒါကြောင့်ဒီသမုတ်တရားရေးစည်းကြောင်းကိုအယ်လီညိုလို့ခေါ်မဲ့အစားတခြားနာမည်ပေးဖို့တောင်ကောင်းနေပါပြီအဲဒီလိုအကြက်တဝင့်ရှင်းပြထားတယ်ဘယ်လောက်နားလည်လွယ်ရှင်းလင်းချက်ပဲလေနော်